စိမ့်မြမြရင်းကနွေးနှောင်းနေတဲ့မြကပလာလေကွင်းစင်းစင်းတို့နဲ့ပနံရစွာအဝေးကနေမြင်တွေ့ဖူးမြော်နေရတဲ့တင့်တဲတက်ပဲလာပွဲရွှေရောင်လွှမ်းနေတဲ့စီဒီတော်ငိမ့်အေးမှုအပေါင်းဝင်းရံခနေတဲ့မြင်ကွင်းနေကြကစွန်းကန်ကြွလာတဲ့တန်ဃာတော်ဒီမြင်ကွင်းတွေအားလုံးကိုလွှမ်းကာခြုံကြည့်ရင်ဘာသာသာသနာစီပင်ထွန်းကားတဲ့ဘူမိနဲ့တန်နေရာမှန်အဖြစ်နေရာဒေသအနှံ့စီကဓမ္မမိတ်ဆွေအပေါင်းကိုဖျားဘူးကြွရောက်လာလဲပါလို့ဖိတ်ခေါ်ရင်းကုသိုလ်ပြုရိုက်ကူးပေးလို့တဲ့ဇေဒီတော်ကတော့ကြိုက်မောင်းဇေဒီတော်မြမယုံမြင့်တန်ကြားပရိသတ်များရှင်ကြိုင်မောင်းစီရီတော်တရှိရာနေရာကတော့အေယာရီတိုင်းဒေသကြီးအတွင်းကမြောင်းမြမြို့ရဲ့အရှိတောင်ဘက်ယွန်း17မိုင်ကျော်ခန့်အကွာမှရှိရဲ့လက်ပုတ်ကလာကြီးရွာရဲ့ရွာဦးထိပ်မှာဖြစ်ပါတယ်လက်ပုတ်ကလာကြီးရွာဆိုတာကတော့ရှေးဟောင်းကြီးရွာကြီးတစ်ရွာဖြစ်ခါရှေးဘိုးဘွားလက်ထက်ကလေးကယနေ့ထက်ထိတိုင်သာသနာတော်စီပင်ထွန်းကားရာနေရာလည်းဖြစ်ပါတယ်တိရိဓမ္မသောကမင်းကြီးဒီနေရာဒီဒေသကိုခြေဆက်ကြားဖြန့်ခဲ့စဉ်ကာလကလက်ပုတ်ကလာအတွင်းရွာနဲ့လက်ပုတ်ကလာအပြင်ရွာရဲ့လို့သတ်မှတ်ခဲ့ပေမဲ့အခုအချိန်မှာတော့လက်ပုတ်ကလာအပြင်ရွာဟာပြင်ရွာဆိုတဲ့အမည်နဲ့ရွာတရွာဖြစ်နေပြီးလက်ပုတ်ကလာအတွင်းရွာကတော့လက်ပုတ်ကလာရွာအဖြစ်တည်ရှိနေတာဖြစ်ပါတယ်ကြိုင်မောင်းစီရီတော်ကြီးရဲ့တကားတော်ကတော့ပသိမ်ဘရင်သမုဒ္ဒဂောတာနဲ့မိဖုရားအုံမာဒါနီမင်းမီတို့ပဲဖြစ်ပါတယ်တူးစုံမောင်မဲတီးထားတဲ့ဇီရီဖြစ်ပေမဲ့လည်းမိဖုရားအုံမာဒါနီရဲ့ကောင်းမှုတော်အဖြစ်သာခေတ်အဆက်ဆက်မှာလူသိများလာပါတယ်အုံမာဒါနီမင်းမီဆိုတာကတော့တထုံမင်းငါးစုတာယကမင်းကျော်စွာနဲ့မိဖုရားတိရိမဟာတာရတို့မှဖွားမြင်တဲ့အလှယေရနာသမီးတော်တစ်ပါးဖြစ်ပါတယ်ငယ်စဉ်ကလေးဘဝကာလကလေးကပဲယေဒနာသုံးပါးကိုကိုင်းရှာယူသေးလျက်ပြီးတကက်သုံးပုံကိုကျိုးနွန်စွာတင်ကြားတက်မြောက်ခဲ့တဲ့မင်းသမီးတစ်ပါးဖြစ်တယ်လို့လည်းဆိုပါတယ်။အုံမာဒါနီမင်းသမီးရဲ့ဇာတာခွင်ဟာသာသနာဒါယကမိမမြတ်တူအမှန်တကယ်ဖြစ်မဲ့ဇာတာရှင်ဖြစ်တာမို့နိဘတ်ဒေါ်လာဥပ္ပလဝွန်ထေရီအလောင်းလျာအုံမာဒါနီမင်းသမီးကိုပမာထားကအုံမာဒါနီဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘာဝတောယခအရင်ကဒီတော့တည်းမမြင်သေးဘူးခက်နေမှရှိသေးတယ်နေတော့ခြုံနေတဲ့ပိတ်နေတော့ဒီတိုင်းတော့မဖြစ်တော့ဘူးဆိုပြီးတော့ဆရာတော်ဘုရားလေးပင့်ထားမယ်ဆိုပြီးတော့ဟိုးမန္တလေးရရင်ဆရာတော်ဘုရားရဲ့ဘွယ်ရဆရာတော်ဦးညာနာ1283ခုနှစ်ကျတော့ဒီကြိုင်မောင်းကိုရောက်ခဲ့တယ်ပေါ့မန္တလေးရရင်ဆရာတော်ဘုရားကအဲ့မှာသာသနာကြီးသူကအကုန်လုံးကိုဆောင်ရွက်တယ်ဆောင်ရွက်တဲ့အချိန်မှာဒီရွာပဲဥသာထိုင်တော်မမကြီးတို့ကဒီကြိုင်မောင်းစီတီတော်မြတ်ကြီးတို့တပည့်တော်တို့ငုံပြီးတော့အတစ်တပံတဲကျင်ပါတယ်ဘုရားလို့လျှောက်တော့ဆရာတော်ဘုရားကကဲကြိုင်မောင်းစီတီတော်မြတ်ကြီးကိုအတစ်တပံငုံပြီးတော့တဲတာပေါ့1290ထဲမှာ6ခုနှစ်ကြတော့ဒီကြိုင်မောင်းစီတီတော်မြတ်ကြီးကိုအခုမြင်ရတဲ့အတိုင်းတွေ့ပြီးတော့ထီတော်ကြီးကိုတော့ဟိုနားမှာအပူဇော်ကန်ချတာပဲဒီစီတီတော်ကြီးကိုနှောက်ပိုင်းကြတော့ထီတော်တွေစိန်ဘူးတော်တွေတို့အဲ့လိုမျိုးထီတော်ချပြီးတော့ဟောင်းနှမ်းယိုရင်းတို့ပြန်လဲချလိုက်ပြန်တင်လိုက်ပေါ့လေလောက်တာကစုစုပေါင်းဆို9ကြိမ်ရှိခဲ့တဲ့
မြမယုံမြင့်တန်းကြားပရိသတ်များရှင်ကြိုင်မောင်းစေတော်မြတ်ကြီးရဲ့ညံတော်ကတော့118တောင်အမြင့်ဆောင်တော်မူပါတယ်ဖျားအောက်ခြေဘက်လေးက256တောင်ရှိပြီးဖျားတဆူလုံးတည်ထားမှုဟာလွန်စွာမှအချိုးအစားပြည့်ပြည့်လာပါတယ်ရှေးဘိုးဘွားတို့လက်ထက်တုံးစီကဆိုရင်တလပတ်လုံးစင်စက်မပြတ်ဓာတ်တော်များရောင်ကြီးတော်များကိုမြူးခဲ့တယ်လို့လေဒေတာကန်တွေရဲ့ပြောစကားအရရှေးလူကြီးသူမတွေရဲ့စကားအဖြစ်လဲသိရှိခွင့်ရခဲ့ကြပါတယ်ဒါအပြင်ဇီရောကြီးရဲ့ထီတော်ကိုလှမ်းမြော်ဖူးမြင်နိုင်တဲ့အရက်ဒေတာတွေဟာဘေးအန္တရာယ်တွေမကြောက်ရောက်နိုင်ကြောင်းနဲ့ဘေးကင်းရန်ရှင်းကငြိမ်းချမ်းတယ်လို့လည်းယုံကြည်ကြပါသေးတယ်ကျွန်တော်တို့သိရှိသလောက်ကတော့ဥမာရန်ဒီမင်းသမီးတည်ထားခဲ့စဉ်တုန်းကတော့ဒီဇီတဆူလို့ပဲသိရှိရတယ်ပေါ့နော်။ကျန်ခဲ့တဲ့24နှစ်လောက်မှာနတ်စင်တရားဆရာတော်နဲ့အတူရုပ်ရှင်မင်းသားဦးကျော်ဟင်းတို့ကနေပြီးတော့မှဒီထီတော်ကိုပြန်ပြီးတော့မှပြုပြင်မှုမှာထီတော်တင်လူခဲ့တယ်။ဖခင်ရဲ့ထူးခြားချက်ကတော့အဲ့ဒီရောင်တော်ကိုမြူတဲ့အနေထားမျိုးကတော့ခဏခဏမကြာအရင်ကောဘကဆက်ဆက်မှာလည်းပဲကြားလဲကြားသိရတယ်ကိုတိုင်းလည်းစိတ်မှုတော်မှာပေါ့နော်။ပြောင်းလက်ပြီးတော့မှနေကြီးဖြားသလိုပေါ့တခုခုစလိုက်ထိုးသလိုပုံစံမျိုးနဲ့အဲ့လိုကွန်ပျူတာကိုတွေ့ရတယ်ပေါ့မြမယုံမြင့်တန်းကြားပရိသတ်များရှင်ကြိုင်မောင်းစေတော်ကြီးရဲ့ဗတ်စုံဖွင့်မျိုးတိုးတက်ရေးအတွက်ကိုတော့လပုတ်ကလားကြီးရွာနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကြီးရွာ30ကျော်တို့မှာရမီရဖဒေသခံများကအားလုံးပူးပေါင်းကတစိတ်တဝမ်းနဲ့ညီစွာသာသနာအကျိုးအဖြစ်ထမ်းဆောင်သယ်ပိုးလျက်ရှိနေတာဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖျားပွဲတော်တွေကိုလည်းမပြတ်မကွက်ကျင်းပနေနိုင်တယ်လို့လည်းဆိုပါတယ်ဖျားပွဲကတော့တစ်နှစ်လျင်2ကြိမ်ကျင်းပပါတယ်သတိရလဆန်း9ရက်နေ့မှာတစ်ကြိမ်တပေါင်းလပြည့်ပေါ့လေပြောမယ်ဆိုရင်တပေါင်းလပြည့်ဆိုတော့လည်းပဲအခုကတပေါင်းလဆန်း17ရက်နေ့တပေါင်းလပြည့်ကျော်1ရက်2ရက်အထိเนาะအခုကျင်းပနေတာကိုတွေ့ရှိရပါတယ်တပေါင်းပွဲတွေเนาะသတိညုပ်ပွဲတွေဖျားပွဲကျင်းပတိုင်းမှာလာရောက်ပြီးတော့မှကျွန်တော်တို့ရဲ့ကျမ်းမောင်းစီတော်မြတ်ကြီးကိုဖူးမြော်ကြီးညိုစေခြင်းပါတယ်လို့ဖိတ်ခေါ်ပါတယ်မြမယုံမြင့်တန်းကြားပရိသတ်များရှင်သာသနာကိုကြီးညိုတဲ့စိတ်ထိမ့်သိမ်းဆောင်ရှောက်လိုတဲ့စိတ်စီပင်တဲ့စီပင်ဖွံ့ဖြိုးတိုးတက်လိုသောစိတ်တို့ကိန်းဝတ်နေတဲ့ဒေသခံတွေနဲ့သာသနာပြုပုဂ္ဂိုလ်တွေရဲ့မြင့်မြတ်စိတ်ထားတွေကြောင့်ဒီကြိုင်မောင်းဇီတော်မြတ်ကြီးဟာဇီတော်တီထားချိန်မှအစပြုလို့ယနေ့ထက်ဒီတိုင်းခိုင်ခန့်တည်မြဲခြင်းတွေနဲ့အတူစီပင်ဖွံ့ဖြိုးတိုးတက်နေတာဖြစ်ပါတယ်ငြိမ်းအေးတကငြိမ်းအေးမှုတွေထဲမှာသာသနာအရေးဟာအေးချမ်းဆုံးအငြိမ်းချမ်းဆုံးဆိုတာလူသားတိုင်းသိရှိကြပါလိမ့်မယ်။ဒါကြောင့်မို့လူတိုင်းဘဝအမောတွေကယုံထွက်ခါဖရာတရားတန်ဃာတွေဟူသောယတနာသုံးပါးတို့ရဲ့အရေးကောင်းတွေပြည့်လျန်းနေရာကြိုင်မောင်းစေတော်မြတ်ကြီးရဲ့အရေးအောက်စီခဏဒါနာခိုရင်ချမ်းမြေ့မှုအစစ်ကိုခံစားနိုင်ကြမှာဖြစ်ပါကြောင်းမြမယုံမြင့်တန်းကြားပရိသတ်များအကျွဲငြိမ်းအေးမှုတို့ပေါင်းစုရာထားနီးကြိုင်မောင်းစေတော်စီအစီအစဉ်ဖြင့်မှတ်တမ်းပြုရိုက်ကူးတင်ဆက်လိုက်ရပါတယ်ရှင်။